အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ပတ်မှာမဖြစ်မနေနေ့စဉ်သုံးစကားပြောချို့ကိုညီမကပြန်လည်မျှဝေပေးချင်ပါတယ်ရှင်ညီမနဲ့တူတူလိုက်ပြီးတော့မှလေ့လာကြည့်ဦးနော်ပညာဌာနဗီဒီယိုဖိုင်လေးဖြစ်တဲ့အတွက်ဖြစ်ဖြစ်လေးနဲ့မှန်မှန်လေးညီမကပြောသွားပေးမယ်ပေါ့နော်ညီမနဲ့တူတူလိုက်ပြီးတော့မှလေ့လာကြည့်ပါရှင်ဖြူကဒီတစ်ပတ်မှာပေါ့နော်မြန်မာလိုဆိုလို့ရှိရင်မလို့သူကဘာပဲလုပ်လို့ညင်းဆန်တဲ့စကားလုံးတွေမှာဆိုလို့ရှိရင်မလုပ်ဘူးမတော်ဘူးမလှဘူးမစားဘူးအဲ့လိုမျိုးတွေပြောချင်တယ်ဆိုလို့ရှိရင်သူကစကလုံးပေါင်းရတဲ့ခါကြလို့ရှိရင်မလေးလို့ဆိုလို့ရှိရင်သူကတလို့ပြောလို့ရပါမယ်မြန်မာလိုမှာဆိုလို့ရှိရင်မအဖြစ်သုံးလို့ရရပေါ့နော်ကိုညီမနဲ့တူတူလိုက်ပြီးတော့တစ်ချက်ကြည့်ကြည့်နော်မလေးလို့တစကလုံးလေးတွေပေါ့နော်မြန်မာလိုဆိုလို့ရှိရင်မအခြားစကလုံးလေးတွေနဲ့ဘယ်လိုတွဲသုံးမလဲဆိုတာကိုတစ်ချက်လိုက်ကြည့်ပေးအောင်နော်အလုံးလုံးဒီကကြအလုံးလုံးဒီကကြအလုံးမလုံးဘူးဆိုလို့ရှိရင်တာကကြအလုံးမလုံးဘူးတာကကြအလုံးမလုံးဘူးတာကကြတခုခုကိုလိုချင်တယ်လို့ပြောချင်တယ်ဆိုလို့ရှိရင်လိုချင်တယ်ပေါ့နော်လိုချင်တယ်လို့ပြောချင်လို့ရှိရင်မောင်လိုချင်တယ်မောင်မလိုချင်ဘူးဆိုလို့ရှိရင်ဒါမလိုချင်ဘူးမလိုချင်ဘူးလို့ပြောချင်တယ်ဆိုလို့ရှိရင်တာမောင်မလိုချင်ဘူးတာမောင်လောက်တီဆိုလို့ရှိရင်ဝက်လောက်တီဝက်မလောက်ဘူးဆိုလို့ရှိရင်တာဝက်မလောက်ဘူးတာဝက်မလောက်ချင်ဘူးလို့ပြောချင်တယ်ဆိုလို့ရှိရင်တာမောင်ဝက်မလုပ်ချင်ဘူးတာမောင်ဝက်ယုံကြည်တယ်ဆိုလို့ရှိရင်ပကြယာယုံကြည်သည်ပကြယာမယုံကြည်ဘူးဆိုလို့ရှိရင်တာပကြယာမယုံကြည်ဘူးတာပကြယာနားထောင်သည်ကြားသည်ကိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒင်းကကြားသည်ဒင်းကကြားသည်ဒင်းကမကြားဘူးနားမထောင်ဘူးလို့ပြောချင်တယ်ဆိုလို့ရှိရင်တာဒင်းကတာဒင်းကတာဒင်းကဖြစ်နိုင်တယ်မွန်ကင်းဖြစ်နိုင်တယ်မွန်ကင်းမဖြစ်နိုင်ဘူးဆိုလို့ရှိရင်တာမွန်ကင်းလွယ်လွယ်လေးပဲเนาะရှေ့ကနေပြီးတော့မှတာလေးထည့်ပေးပြီးတော့မှနောက်ကနေကိုလိုချင်တဲ့စကားလုံးထည့်ပေးလိုက်ရုံနဲ့စာကြောင်းတူတူလေးနဲ့ကိုတိမိမိပြောနိုင်တဲ့စကားလုံးလေးတွေကိုဒါညီမကအခုပြောပြပေးတာဖြစ်တဲ့အတွက်လိုက်ပြီးတော့မှလေးကျင့်ကြည့်เนาะရတယ်ဆိုလို့ရှိရင်ဘိုးလေးတစ်ခုခုကိုကိုကလုံးလို့ရလာလို့မေးတဲ့ခါကြလို့ရှိရင်ရတယ်လို့ကိုကပြောချင်တယ်ဆိုလို့ရှိရင်ဘိုးလေးရတယ်ဘိုးလေးတကယ်လို့မရဘူးဆိုလို့ရှိရင်တာဘိုးလေးမရဘူးတာဘိုးလေးတကယ်လို့အားလုံးအကုန်လုံးလို့ပြောချင်တယ်ဆိုလို့ရှိရင်စမွာအကုန်လုံးအားလုံးစမွာဥပမာကိုကနောက်ထပ်တစ်ခုခုလိုချင်တာပဲဖြစ်ဖြစ်စားချင်တာပဲဖြစ်ဖြစ်ပေါ့နော်ကိုကထက်ထက်ချင်တာပဲဖြစ်ဖြစ်နောက်ထပ်လို့ကိုကပြောချင်တယ်ဆိုလို့ရှိရင် lucky နောက်ထပ် lucky နောက်ထပ် lucky ဥပမာစားတော့စားတဲ့ခါပဲဖြစ်ဖြစ်ကိုကတခုခုကိုလိုချင်လို့ပဲဖြစ်ဖြစ်နည်းနည်းလေးပိုလိုချင်တဲ့ခါကြလို့ရှိရင်ပို၍ဆိုတဲ့စကားလုံးကိုကြတော့လက်ဘေးပို၍လက်ဘေးလက်ဘေးဥပမာတခါတရံကိုလိုချင်တဲ့အခါပဲဖြစ်ဖြစ်တခါတရံကိုသွားတဲ့အခါပဲဖြစ်ဖြစ်တခါတရံပေါ့နော်သွားတယ်လာတယ်စားတယ်လုပ်တယ်အဲ့လိုမျိုးကိုရှေ့မှာတခါတရံဆိုရင်ဘယ်လိုပြောမလဲကတန်းကရန်တခါတရံကတန်းကရန်ကတန်းကရန်အမြဲတမ်းဆိုတဲ့စကားလုံးလေးတွေကဘယ်မှာသုံးလဲဆိုရင်အမြဲတမ်းကိုလုံနေကြအရာတွေအမြဲတမ်းကိုသွားတာဒါမှမဟုတ်အမြဲတမ်းအလုံးနောက်ကျတာအဲ့လိုစကားလုံးလေးတွေကိုတွဲသုံးတဲ့အခါကျလို့ရှိရင်အမြဲတမ်းဆိုတဲ့စကားလုံးကိုစလာလူအမြဲတမ်းစလာလူစလာလူပြီးနောက်ဆိုတဲ့စကားလုံးကြတော့ဆလပတ်ပြီးနောက်ဆလပတ်ပြီးနောက်ဆလပတ်မတိုင်မီဆိုတဲ့စကားလေးကိုဘယ်လိုပြောမလဲဆိုရင်စပလွန်မတိုင်မီစပလွန်မတိုင်မီစပလွန်ဥပမာလှုပ်ဖူးတယ်သွားဘူးတယ်ဒါမှမဟုတ်ရောက်ဖူးတယ်ပေါ့နော်အဲ့လိုဖူးတီဆိုတဲ့စကားလုံးကိုကြတော့ပနဖူးတီပနဖူးတီပနရှာမီမစ္စတီရှာမီမစ္စတီမစ္စတီလိမ့်မီအကန်လိမ့်မီအကန်လိမ့်မီအကန်
ညီမရဲ့ဗီဒီယိုဖိုင်လေးကအားလုံးအတွက်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုဖိုင်တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးတတာ